ဒီနေ့အစိမ်းကြော်ကိုရွှဲရွှဲလေးနဲ့ကြော်စားမယ်ပြီးရင်လိုက်ဖက်တဲ့ချင်းကန်ဆက်ဝက်ခောက်တူလေးတူစားပါမယ်ခင်ဗျပထမဆုံးအစိမ်းကြော်ကိုအရင်လုပ်ပါမယ်အစိမ်းကြော်ဖို့အတွက်ကြက်သားလေးတွေကိုတစ်တစ်လေးတွေတုံးထားမယ်ပြီးရင်တော့စားတကြားပဲငယ်မြရဲ့အကျဲနေပြီးတော့အရသာနှထားပါမယ်ခင်ဗျအတီးရွက်တွေကတော့အိမ်မှာအစင်းသင်းရှိတဲ့ဟာပဲသုံးလိုက်တဲ့အတွက်အရင်တော့မဆုံးဘူးပေါ့နော်ထိုင်ဝမ်မုံညင်းပါမယ်မုံညင်းပြူပူစားပဲတီခါကျဲဦးနဲ့ဂေါ်ဘီကိုပဲသုံးထားပါတယ်ခင်ဗျကိုကြိုက်တဲ့အသီးနှံတွေကတော့ထပ်ဖြည့်ပြီးတော့ကြော်လို့ရပါတယ်တချို့ဆိုပန်းရုပ်ပွားတွေဘေဘီကိုနေထည့်တယ်ပေါ့နော်အဲ့လိုမျိုးထပ်ပြီးတော့ကိုကြိုက်တာလေးထည့်ကြော်လို့ရပါတယ်အဓိကရေဆေးတာပေါ့နော်မြန်မာနိုင်ငံအသီးရွက်တွေကပိုးသက်စီများတဲ့ organic မှုတဲ့အတွက်ရေကိုတော့တီချဆေးဖို့လိုပါမယ်နော်ကြော်တဲ့ထဲကိုကျက်စုံယူနေငယ်လဲနုံနုံဆင်းထားပါမယ်ဆိုင်နေမှာတော့မီးပြင်းပြင်းနဲ့ကြော်လေးရှိပေမဲ့ကျွန်တော်ကအရွက်ကိုလည်းနူးရည်နေအောင်စားခြင်းတာရဲ့အယောင်မပြောင်းခြင်းတာအတွက်အရင်ဆုံးပြုတ်မယ်ပေါ့နော်ရင်းနှီးဆူဆူတဲ့ကိုစားနဲ့စီလေးနေငယ်ထည့်ပြီးတော့အသီးရွက်တွေထည့်ပြုတ်ပါမယ်အသီးရွက်တွေကိုမာတဲ့အစိပ်ပိုင်းတွေကိုအရင်ဆုံးပြုတ်မယ်ခင်ဗျအဲ့ဒါလေးနူးလောက်ပြီဆိုတော့မှအရွက်ပြော့တာလေးတွေထည့်ပြီးတော့ပြုတ်ပါမယ်ခင်ဗျအသီးရွက်တွေနူးပြီဆိုလို့ရှိရင်တော့ဆယ်ပြီးတော့ရေအေးတွေကိုခဏထည့်ပါမယ်ပြီးရင်တော့ပြန်ပြီးတော့ရေတခြားဆက်ထားပါမယ်ကောရင်နဲ့ကြော်မှဆိုတော့စော်လေးကိုအစင်းသင်းထပ်ထားလိုက်ပါမယ်ခယူစီတစ်စွန်းထည့်ပါမယ်ပဲငယ်ပြားရဲ့အကျဲကတော့နှစ်စွန်းထည့်ပါမယ်အရသာအတွက်ကတော့စားတကြားအနေငယ်ထည့်ပါမယ်ခင်ဗျပြီးရင်ကောမုတ်တစ်စွန်းထည့်ပြီးတော့ရေလေးစွန်းထည့်ပြီးတော့မွေထားလိုက်ပါမယ်အကုန်လုံးအစင်းသင်းဖြစ်ပြီးဆိုတော့စားကြော်ပါမယ်ခင်ဗျတဲဦးတွေကိုစီနဲ့ငယ်ထည့်မယ်ပြီးရင်ကြက်သွန်ပြူကိုစီတက်ပါမယ်ခင်ဗျကြက်သွန်ပြူလေးမွေးလိုက်ရင်တော့ကျွန်တော်တို့နှက်ထားတဲ့အသားတွေကိုထည့်ပြီးတော့ကြော်ပါမယ်အသားကအယောင်လေးနည်းနည်းပြောင်းပြီဆိုရင်တော့ပြုတ်ထားတဲ့အသီးရွက်တွေကိုထည့်ပြီးတော့ကြော်လိုက်ပါမယ်အသီးရွက်ထည့်ပြီးတာနဲ့နောက်ဆုံးအနေနဲ့ sauce ကိုထည့်လိုက်ပါမယ်ခင်ဗျအစိမ်းကြော်ကိုရွှဲရွှဲလေးဖြစ်အောင်လို့ကျွန်တော်ရေနဲ့ငယ်ထည့်လိုက်ပါတယ်အသီးရွက်ကနူးပြီးသားဆိုတော့မီးပိုပေါ်မှာ10မိနစ်2မိနစ်လောက်လင်းလှိမ့်လိုက်အောင်နဲ့ရပါပြီခင်ဗျအခုဆိုရင်တော့ကိုရီရွှဲရွှဲလေးနဲ့တရုတ်စတိုင်အစိမ်းကြော်လေးကိုရပါပြီခင်ဗျတကယ်လို့မြင်းမြန်းဆန်းဆန်းကြော်ခြင်းနဲ့ဆိုလဲပြုတ်နေကြမလို့ပဲမီးပြင်းပြင်းနဲ့တန်းကြော်လို့ရပါတယ်နော်အစိမ်းကြော်ကဤတယ်ဆိုတော့ကျွန်တော်ကအတုပ်လေးတစ်မျိုးစီစဉ်ထားပါတယ်ခင်ဗျဝက်ခောက်လေးကိုတုပ်စားမယ်ပေါ့နော်ဝက်ခောက်ကိုကျွန်တော်ရခိုင်ပုံစံလေးပေါ့နော်ချင်းကန်ဆက်လေးတုပ်စားပါမယ်ထည့်ထားတာတွေကတော့ကြက်သွန်ကိုပြီးငြုပ်သီးစိမ်း6ရွက်ပေါ့နော်အဲ့ဒါတွေပဲထည့်ထားပါတယ်ခင်ဗျစားချုံမုံရဲ့ပြီးရင်ရခိုင်ဆိုတော့ကျွန်တော်ငပီတောင်းလေးနည်းငယ်ထည့်လိုက်ပါတယ်ပြီးရင်တော့တံမြာသီးလေးညှစ်ပြီးရင်တုပ်လိုက်လို့ရှိရင်ချင်းကန်ဆက်ရခိုင်ဝက်ခောက်တုပ်လေးရပါပြီခင်ဗျဒီနေ့တက်ကတော့ကျွန်တော်ကတော့ဒီနှမျိုးပဲချက်စားပြပါတယ်ခင်ဗျအစိမ်းကြော်ရဲ့ချင်းကန်ဆက်ဝက်ခောက်တုပ်ရဲ့ခင်ဗျအရန်လဲစားကောင်းပြီးတော့အရန်လဲလိုက်ဖက်ပါတယ်ခင်ဗျဟင်းချက်နည်းလေးတွေကိုစိတ်ဝင်စားလို့ရှိရင်ကျွန်တော်အကောင့်လေးကို follow ပေးကြပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ